BYD ရဲ့ကျွန်တော်တို့ဒီ vertical design တိုင်းပေါ့နော်ဒါအပွင့်ပိတ်ဆိုရင်ဒီမီလေးတွေကကစားတယ် site ကအကြီးပဲအခုကဒီမှာလဲပါမယ်ထိုင်ကုန်နေဆိုလို့အားလုံး motor တွေပေါ့မှာ EV စီးကျင်နေဆိုရင်ဒီကားလေးကအသင့်တော်ဆုံးဖြစ်မယ်လို့ထင်တယ်အခုရောက်နေတာက Volvo ထဲမှာ Volvo ရဲ့ Sedan version fully electric နဲ့ဟိုမှာ ES90 look at တော်တော်လေးမိုက်တယ်အဝေးကကြည့်တိုင်းဟို sporty လို့လည်းဆန်တယ် Sedan လည်းဖြစ်တဲ့အတွက်ကြောင့်ပြန် sharing လုပ်ခြင်းနဲ့ရိုက်ခြင်းနဲ့ဆန်ထားနဲ့ဝင်ပြီးတော့ရိုက်လိုက်တာပေါ့နော်ဒီမှာဆိုရင်အရှင်းမှာ Volvo logo နဲ့ဟိုမှာသူကEV ဖြစ်သွားရတဲ့ gray မရှိတော့ဘူးအပြောက် design နဲ့ဟိုမှာ 360 camera ပါမယ်အောက်မှာ radar ပါမယ်နောက်တစ်ခုကဒီမှာ edit air vent လေးပါတယ်ဒါကတော့ battery cooling အတွက်model မြင့်ကားတွေမှာ EV ကားတွေမှာမရှိမဖြစ်ထည့်ပေးတဲ့အချက်နောက်တစ်ခုကလုံးဝဒီမှာ signature ဖြစ်တာကြတော့သူ့ရဲ့ဒီ data running light design ပဲဒါအပွင့်ပိတ်ဆိုရင်ဒီမီလေးတွေကကစားတယ်အဲ့ဒါလေးကတော်တော်လေးလှတယ်အခုမြင်နေရတဲ့ design ဆိုရင်လည်းလုံးဝတော့ရဲ့ hammer design တိုင်းပဲပေါ့နော်တော်တော်လေးမိုက်တယ်အောက်မှာတော့ fog light ကလည်းဒီလိုမီလေးတွေပဲ vertical အတန်လေးတွေနဲ့okay အဲ့တော့ B ပိုင်းလေးကိုကြည့်လိုက်ရအောင်okay ဘေးပိုင်းဒီဇိုင်းကိုကြည့်လိုက်ရင်လည်းလုံးဝဟို sporty sedan design နဲ့ဟိုမှာတော်တော်လေးလှတယ်။ तू ကအဓိကဒီ color signature ဖြစ်နေတာရဲ့အောက်မှာဆိုရင် तू ကဒီ bumper design က black gloss color နဲ့ fanny ပေးထားတာလေးကတော်တော်လေးလှတယ်။ဒီမှာဆိုရင်လည်း 360 camera တွေနဲ့ဟိုမှာဒီအထက်ကနေပြီးတော့ဒီ mirror blind spot ကိုdisplay ပြတဲ့ design လေးတော်တော်လေးမိုက်တယ်။မှန်ဆိုရင်လည်း तू က frameless design blind spot warning တွေလည်းပါတယ်။နောက်တစ်ခုသူ့မှာသုံးပေးထားတာကsafety တွေမဟုတ်ဘူး suspension ပိုင်းမှာဆိုရင်လေဒီက air suspension ကိုသုံးပေးထားတော်တော်လေးညင်ညင်ညောင်ရှိတယ်ဒါအလွိုင်း design ဆိုရင်လည်းတော်တော်လေးလှတယ်ဒီမှာဆိုရင် Volvo စာသားလေးနဲ့ဖောက်ပေးထားတာအဲ့ဒါလေးကတော်တော်လေးလှတယ်နောက်ပိုင်းကိုဆက်ကြည့်လိုက်အောင်နောက်ပိုင်း design ကိုကြည့်တော့လေနောက်ပိုင်းမှာ signature ဖြစ်တာကအပေါ်မှာသူကပုံမှန်တခြားကားတွေလို့တေးလိုက်မိရဒီမှာရင်မဟုတ်ဘူးဒါကတော့ဒါ signature တေးလိုက်မိပေါ့နော်ဒီမှာအတုံတုံလေးနဲ့အရှိကဒီ headlight data running light design အတိုင်းပဲဒါရင်မဟုတ်သေးပဲねသူကတေးကိတ်မိရဆိုရင်အလယ်မှာလဲပါမယ်နောက်တစ်ခုကဒီမှာလဲပါမယ်အဲ့ဒါလေးကတော်တော်လေးလှတယ် unique ဖြစ်တယ်ဒီမှာနောက်ပိုင်းမှာဆိုရင်တော့သူက Volvo စာသားနဲ့ဟိုမှာဒီကားကES90 ဖြစ်တဲ့အတွက်ကြောင့်သူမှဒီမှာ logo ပါမယ်အနောက်မှာဆိုရင်လည်းသူကဒီ bumper gloss black color နဲ့အောက်မှာ reflecting light တွေပါတယ်အဲ့တော့အထက်ကကို space လေးတစ်ချက်ကြည့်ကြည့်အောင်တကားကလည်း motor နဲ့ဟိုမှာ speaker တော်တော်လေးကျယ်တယ်ဒီမှာဆိုရင်သူကအနောက်ကဒီ suspension ကိုအနေမြင့်လုပ်လို့ရတဲ့ခလုတ်တွေပါမယ်နောက်အရှင်းကခုံတော့ဒီကနေခောက်လို့မရဘူးဒီတိုင်းပဲအောက်မှာက storage space ပါမယ်အားသွင်းရိုးတွေပါထဲဖို့ပေါ့နော် okay ဒီကားတကားကလည်း auto swag ပါတယ် Volvo ရဲ့ signature အတိုင်းပဲပေါ့နော် safety ကတော့ဘာမှပြောစရာမလိုဘူးဒီမှာကျွန်တော်ထိုင်ကုန်နေဆိုလို့အားလုံး motor တွေပြီးတော့ဒီမှာဆိုရင်လည်း leg rest တွေပါပါတယ်အဲ့ဒါ adjust လုပ်လို့ရတယ်အပူရေးတွေရတယ်ပြီးတော့ထိုင်ကုန်မှာ set တွေလည်းရတယ်အပူရေးကနောက်ထိပါရတယ်ဗျာဒီမှာဆိုရင်လည်းထိုင်ရတဲ့ခုံကတော်တော်လေး comfort ဖြစ်တယ်သူကတော်တော်လေး comfort ဖြစ်ပြီးတော့ luxury ဖြစ်အောင်လည်းဖန်တီးပေးထားတယ်ဒီ mirror ဆိုရင်လည်း digital တွေနောက်တစ်ခုကအပေါ်ကဒီ sunshade sunroof တော့မပါဘူး sunshade ကိုမှသူကကာလာပါချင်းလို့ရတယ် UV protection ပါတယ်အဲ့ဒါလေးကတော်တော်မိုက်တယ်ဒီဘေးကဒီလက်တင်တွေကဆိုရင်လည်းတော်တော်လေးsmooth ဖြစ်တဲ့ premium leather သားတွေပဲဒီကျွန်တော်တကားမှန်တင်မှန်ချတွေရောအားလုံးကကျွန်တော်လုံးလို့ရတဲ့အပြင်မှာအနောက်မှာဆိုရင်လည်းသူကနေကာလေးပါသုံးပေးထားတယ်အဲ့ဒါလေးကတော်တော်မိုက်တယ်အခုဒီမှာဆိုရင်သူက digital အရှိက cluster ကကြတော့ဟိုဒီမှာ dashboard မှာသွားကတ်နေတာမဟုတ်တော့ဘူး steering ရဲ့အပေါ်လေးမှာပဲသူကတီးတန့်လေးဖန်တီးပေးထားတယ်အလင်မှာကသူကဒီပြောမယ်ဆိုရင် BYD ရဲ့ကျွန်တော်တို့ဒီ vertical design တိုင်းပေါ့နော် display ဆိုရင်15.6 လက်မလောက်ရှိရယ်အထဲမှာ Apple CarPlay Android Auto တွေပါတယ်နောက်တစ်ခုက gain တွေလည်းဆိုလို့ရတယ်ဒီမှာ ဘေးတင်ဆိုရင်လည်း YouTube တွေပါတယ်ဒါ YouTube ကပြောစရာမလိုဘူးခုနောက်ပိုင်းမှာဒီမှာအကုန်လုံးကပပြီးသားဖြစ်နေတာပေါ့နော်ဒီမှာကနောက်တစ်ခု signature ဖြစ်တာလေးကသူကဒီမှာ so volume adjustment ခလုတ်ကလေးကကြတော့ဒီမှာတော့ luxury system လေးဖန်တီးပေးထားတာဟိုအရှိမဆိုရင်လည်းသူက speaker လေးပါတယ်ဒီကားမှာသုံးပေးထားတဲ့ speaker ဆိုရင်လည်းတော်တော်လေး premium brand ကိုပဲသုံးပေးထားတယ်နောက်တစ်ခုကျွန်တော်ဒီကားကိုမပြောလိုက်ကတော့သူကဒီ driving range ကကြတော့955အထိအသုံးပြုလို့ရတယ် horsepower အနေနဲ့ဆိုရင်333အထိအသုံးပြုလို့ရမယ်နောက်တစ်ခု fast charging မှာဆိုရင်လည်းသူက DC charging အနေနဲ့ဆိုရင်လည်း0 to 80% ကိုသူက22 minute နဲ့အားသွင်းလို့ရတယ်နောက်တစ်ခုက acceleration က0 to 100 km ကိုသူက 6.6 second နဲ့မောင်းလို့ရတယ်ဆိုတော့ performance
တော်တော်လေးကောင်းတယ်လို့လည်းပြောလို့ရမယ်နောက်တစ်ခုက Volvo ရဲ့ signature အတိုင်း safety ဘိုင်းကိုစိတ်ချခြင်းနဲ့နောက်တစ်ခုကဒီကားကို luxury အနေနဲ့လဲသုံးရင်လည်း modernize ဖြစ်တဲ့ design လည်းကြိုက်တယ်Volvo ထဲမှာ EV စီးခြင်းနဲ့ဆိုရင်ဒီကားလေးကအသင့်တော်ဆုံးဖြစ်မယ်လို့ထင်တယ်အရှိပိုင်းတော့တော်တော်လေးလေ့လာပြီးသွားပြီအဲ့တော့ကျွန်တော်တို့အနောက်ခံလေးကိုတစ်ချက်လောက်တွားကြည့်လိုက်အောင်ဟုတ်နောက်ခံထိုင်ရတာလည်းတော်တော်လေးစိန်ရှိတယ်အဓိကသူကဒီ Heron Leron တွေတော်တော်လေးကျင်နေတာပဲလေသာသားနဲ့ဟိုမှာသူကဒီမှာဦး train လေးဒီဇိုင်းလေးလည်းဖန်တီးပေးထားတယ်ကာလာမျက်စိတော်တော်လေး easy တယ်ဗျာအပေါ်မှာတော့သူကအလင်မှာframe တွေဘာတွေမရှိတော့ဘူးတော့အရှိကနေအနောက်ကိုမှ panoramic sunshade ကြီးတဲ့ဟိုကာလာပါပြောင်းလို့ရပြီးတော့ UV brushing ပါတာတော်တော်လေးမိုက်တယ်ဒီအရှိမှာကသူကကျူရဲ့ aircon နဲ့ဟိုမှာသူကထိုင်ကုန်အပူအေးလေကျွန်တော်တို့ဒီအနောက်မှာပဲ adjust လုပ်လို့ရတယ်အဲ့လေးကမိုက်တယ်အာဒီမောက်ကတော့ USB ပဲပေါ့ဗျာဒီမှာဆိုရင်လည်းအလင်မှာသူကကတ်ဟိုတာလေးနဲ့ဟိုမှာကျွန်တော် luxury sensor ဖန်တီးပေးထားတာသူ့ရဲ့ကာဘာဒီမှာ wood train design လေးနဲ့ဒါလေးကတော်တော်မိုက်တယ်နောက်တစ်ခုသူ့ရဲ့ဒီ aircon ကဆိုရင်လည်းဒီအရှိမလည်းပါတယ်နောက်တစ်ခုဒီဘေးမှာရောပဲကျွန်တော်ဒီစီပေးလာမှာ aircon ဘောက်လေးဖန်တီးပေးထားတာအဲ့ဒါအရန်ကြိုက်တယ်ကြာကျွန်တော်ကြိုက်တဲ့အချက်ကလေးပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီမှာဆိုရင်ဒါအဖွင့်ပိတ်လောင်လို့ဆက်ပိတ်ထားလို့ပေါ့နော်ကျွန်တော်ဒီမှာနေကဆန်ရှိတ်လေးလည်းပါတယ်โอเคဒီလောက်တော့ပြည့်စုံပါပြီအဲ့တော့ကျွန်တော် Facebook Twitter နဲ့ YouTube channel တို့ကိုလည်း like and subscribe လုပ်ပြီးတော့လိုအပ်သမျှကိုလည်းဝေဖန်ကြပြလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကိုလပ်ပါ